BAW ဆိုတာကဘာလဲဒါကိုတော်တော်များများကြားဘူးနေကြမှာပါ BAW ဆိုတာကတော့ baby led winning ဖြစ်ပါတယ်ဖြစ်စွာကျွေးတဲ့အခါမှာဆိုရင်လူကြီးဘက်ကနေပြီးတော့မှပေါ့နော်ခွန်တာလူကြီးဘက်ကနေပြီး initiate လုပ်တာမဟုတ်ဘဲနဲ့ကလေးကိုစပြီးဥဆောင်ခိုင်းပြီးတော့မှသူ့ဘာသာသူစားခိုင်းတာကို baby led winning လို့ခေါ်တဲ့ BAW ဖြစ်ပါတယ်အဲ့တော့ကလေးဟာကြီးလာလို့ရှင်လဲသူ့ဘာသာသူစားတတ်မှာပဲမလို့ BAW ဆိုပြီးတော့မှပေါ့နော်အရေးကြီးခွင့်ချက်လုပ်နေကြရလဲပေါ့ဒီလိုမျိုးပြောလာတယ်ဆိုလို့ရှင် BAW ရဲ့ကောင်းကျိုးလေးတွေကဘာတွေရှိလဲဆိုတော့ပြပြပေးပါမယ် BAW ရဲ့ကောင်းကျိုးလေးတွေကကြတော့ဒီ BAW ကျင့်တယ်ဆိုလို့ရှင်ကလေးကကြသူ့ဘာသာသူစားတတ်တဲ့ခါကျသူကအစာနဲ့ဆို positive relationship ပေါ့ရင်းနှီးမှုရမယ်ဒီချိန်မှာဆိုရှင် spoon feeding ပေါ့နော်ခွန်ကျွေးနေတဲ့ကလေးလေးကြတော့ဘာဖြစ်လဲဆိုလို့ရှင်သူတို့အနေနဲ့ကကြတော့ကြာလာလို့ရှင်ကြတော့ရိုးလာမယ်ညှင်းငွေလာမယ်ဒီချိန်မှာဒီကလေးလေးနဲ့ကြတော့စားစရာနဲ့ negative relation ဖြစ်လာတယ်ပေါ့နောက်ပြီးလို့ရှင်လည်းဒီအစားအစာကိုညင်းတာကိုပို့ပြီးတော့မှများလာတယ်အကုန်ကလေးအကုန်လုံးကတော့6လမှာဆိုကျွေးတယ်ဆိုအကုန်လုံးကတော့စားကြတယ်ဒါပေမဲ့အစောဆုံးဆိုချင်6လကနေစပြီးတော့မှပေါ့နော်ဒီတစ်နှစ်ကျော်လောက်တစ်နှစ်ကျော်ထိပေါ့နောက်ကျဆိုတစ်နှစ်ကျော်ထိဒီချိန်နေမှာဆိုစပြီးတော့မှညင်းလာကြတယ်ဘာဖြစ်လို့ဆိုသူတို့အနေနဲ့ဒီကြိတ်ထားတာကြီးကိုပဲတစ်ချိန်လုံးပေါ့နော်ကျွေးနေတဲ့ကြောင့်လို့သူတို့အနေနဲ့ကလည်းရိုးလာတယ်စားကြည့်သိမရှိတော့ဘူးနောက်ပြီးတော့ဒီမီးတိုင်းမှာပေါ့နော်ထမင်းစားရမယ့်အချိန်အစားစားချိန်မှာဆိုလို့ရှိရင်သူတို့အနေနဲ့ကကြတော့ဒီအချိန်ကိုသူတို့ကစိတ်ညစ်လာတယ်ပေါ့နော်ကြောက်လာတယ်ပေါ့ဒီလိုမျိုးတွေဖြစ်လာတယ်နောက်ပြီးတော့ကလေးကအစာမစားလို့ရှိရင်ခွတ်ကျွေးတာမစားလို့ရှိရင်လူကြီးကလည်းစိတ်ညစ်ရတယ်စိတ်ညစ်တဲ့ခါဆိုအတင်းခွတ်ကျွေးတာတွေနောက်ပြီးတော့ကလေးလည်းစိတ်ညစ်တယ်လူကြီးလည်းစိတ်ညစ်တယ်ပေါ့နော်ဒီလိုချိန်တွေမှာဖြစ်ကြတယ်အဲ့တော့ဒီ BAW လုပ်တယ်ဆိုလို့ရှိရင်သူကကြတော့စားစရာဟိုကကြတော့သူကထိတွေ့တယ်နောက်ပြီးတော့ကိုယ့်ဘာသာကိုကြိုက်စားတယ်ဒီလိုမျိုးဆိုတဲ့ခါကျသူကစားစရာနဲ့ positive relation ဖြစ်တယ်နောက်ပြီးလို့ရှိရင်လည်းသူ့ဘာသာသူစားတတ်တဲ့အတွက်ကြောင့်မလို့လူကြီးအနေနဲ့ဆိုလို့ရှိရင်လည်းပို့ပြီးတော့မှအလုပ်ရှုပ်တတ်တာတယ်ပေါ့နောက်ပြီးတော့ဒီလိုမျိုးတစ်နှစ်ကျော်လာတဲ့အချိန်မှာဖြစ်တတ်တဲ့ picky ဟိုတော့ feeding ပေါ့နော် picky eating ပေါ့အစာကြီးများတဲ့ကိစ္စမှာဆိုလဲ BAW ကျင့်ထားတဲ့ကလေးတွေကဆိုရှင်နဲတာကိုတွေ့ရတယ်နောက်ပြီးတော့သူတို့အနေနဲ့ကကြတော့ solid food ပေါ့နော်ဒီအစာပြောကနေအစာမကိုကူးဆက်တဲ့အခါမှာဆိုရှင်ပို့ပြီးတော့မြန်ဆန်တယ် family meal ကိုကူးဆက်တဲ့အခါမှာဆိုလဲပို့ပြီးတော့မြန်ဆန်တယ်ဒီဖြစ်စစားကြွေတော့ကတော့မနက်စာနေ့စာညစာထမင်းထိုင်ခွန်းရတာကကြတော့အဆင်ပြေတယ်ဒါပေမဲ့ပေါ့နော်ထမင်းထိုင်ခွန်းရတာလူကြီးနေပေါ့နော်မှာကလေးထင်းငါးထားပဲဖြစ်ဖြစ်ဒါမှမဟုတ်အိမ်မှာလူပိုရှိလို့အဲ့လိုမျိုးထမင်းထိုင်ကျွေးနိုင်လို့ပဲဖြစ်ဖြစ်ကျွေးရတာအဆင်ပြေတော့ညားလေကလေးကကြတော့နောက်ဝင်းနေအစမှာဆိုလို့ရှင်တော့ခွန်တိုင်းစားတယ်ဒါပေမဲ့နောက်ပိုင်းဆိုချင်ကလေးကခွန်တိုင်းမစားရတဲ့ခါကျတော့လူကြီးအနေနဲ့ဆိုလို့ရှင်ပထမဆိုလို့ရှင်တော့အစာကျွေးတဲ့ချိန်ကကြတော့15မိနစ်လောက်ပဲကျွေးရမယ်နောက်ပိုင်းဆိုချင်1နာရီနဲ့လည်းမပြီး2နာရီနဲ့လည်းမပြီးဒီလိုဖြစ်လာမယ်ပေါ့နော်လူကြီးအနေနဲ့လည်းဆိုလို့ရှင်တစ်နေ့ဒီလိုမျိုးထမင်းထိုင်ခွန်ရတာရအလုပ်တလုပ်ကလေးအနေနဲ့ဆိုလို့ရှင်ဒီခွန်နာရီကိုပဲစားနေရအလုပ်တလုပ်ဒီလိုမျိုးတွေဖြစ်လာတတ်ကြတယ်ပေါ့နော်အဲ့တော့ဆိုတော့ BAW မှာဆိုရင်သူ positive relation ရှိတယ်နောက်ပြီးလို့ရှင်လည်းသူကအစာစားမှုကိုကျင့်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီလိုမျိုးထမင်းထိုင်ခွန်ရတဲ့အခြေအနေတွေကိုနောက်ဆိုလို့ရှင်ကြော်ဖြတ်လာနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့ BAW ကဘလို့ကျင့်ရမလဲဘလို့မျိုးလေးကျွေးရမလဲ menu လေးတွေပါလဲဆိုတာကိုသိကျင်နေဆိုလို့ရှင်ထောက်တာဖွင့်ထားတဲ့ဖြစ်ဆက်စာအာဟာရနဲ့လမ်းလျှောက်တက်တဲ့အာဟာရသင်တန်းကိုတက်ရောက်နိုင်တယ်ဒါသင်တန်းအကြီးဖြစ်ပြီးတော့မှတကယ်လို့သင်တန်းအကြီးကိုတက်ဖို့အတွက်အရာရာပေါ့နော်အစမပြေတာရှိတယ်ဆိုလို့ရှင်လေသင်တန်းအသေးလေးတွေရှိပါတယ်သင်တန်းအခွဲလေးမှာဆိုရှင်တော့ဒီ BAW ကိုဘလို့ကျွေးရမလဲ BAW ဆိုတာဘာလဲနောက်ပြီး menu တွေကိုလည်းအများကြီးထည့်ပေးထားတယ်သင်တန်းအသေးလေးရှိပါတယ်အဲ့သင်တန်းအသေးလေးကတော့2နာရီအတွင်းကိုတေချာသိနိုင်ပြီးတော့ menu တွေလည်းအများကြီးရရှိသွားမှာဖြစ်တယ်သူရဲ့သင်တန်းဈေးလေးကတော့8000ဖြစ်ပါတယ်